နေရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောတွေကိုစောင့်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့နိဋ္ဌသဘောတွေကိုစောင့်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတသက်စင်အောင်လွှမ်းမပါစေ2026ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာဗုဒ္ဓဘုရားသမီးများအတွက်တလတာဟောစတန်ဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးများအတွက်ဒီလအတွင်းမှာရေကြားမြေကြားနိုင်ငံရေးကြားလူမျိုးကြားဘာသာကြားတွေနဲ့ပတ်သက်ဆက်နေတဲ့လုပ်ငန်းတွေကအရှိန်အဟုန်မြင့်ပြီးတော့တိုးချဲ့တဲ့အချိန်ကာလမျိုးပဲဖြစ်ပါတယ်ရဝေးနဲ့ပတ်သက်ဆက်နေတဲ့လုပ်ငန်းတွေကိုလည်းဒီလအတွင်းမှာအားပြုပြီးတော့လုပ်တင်တဲ့အချိန်ခါမျိုးပဲဖြစ်ပါတယ်ဒူးတဲ့ကြီးတဲ့လျှက်စစ်ပစ္စည်းစိန်ငံပစ္စည်းအတွက်တွေလည်းဒီလမှာစိတ်တော်ကဖြစ်စရာတွေစိတ်ရှုပ်စရာများနေလဲကြုံရတဲ့လျှက်စစ်ပစ္စည်းစိန်ငံပစ္စည်းတွေလည်းဒီလအတွင်းမှာဇက်တိုက်ဆိုသူလိုမျိုးတစ်ခုပြီးတစ်ခုထွက်တာပြတ်တာပြုပြင်ပြင်ဆင်ရတာမျိုးတွေညာနေတဲ့လူရင်လူမျိုးအနီးကလူတွေနဲ့လည်းမဖြစ်စလောက်ပြဿနာတေးသေးလေးကစပြီးတော့စကားတွေအခြေအတင်တွေခွန်းကြီးခွန်းငယ်တွေစကားများရတာစကားပြောဆိုရတာမျိုးတွေဖြစ်တတ်တဲ့သတိထားနော်အိုးအိမ်အဆောက်အဦနေရာထိုင်ခင်းကိစ္စတွေမှာတော့အဆင်ပြေတာမျိုးတွေအောင်မြင်တာမျိုးတွေဖြစ်တတ်တဲ့ရဝေးမှာရှိတဲ့ဆွေမျိုးတွေနဲ့ပတ်သက်ပြီးတော့ရင်လည်းမင်္ဂလာသတင်းတွေဝမ်းသာစရာသတင်းစကားမျိုးတွေချရတတ်တဲ့ပညာရေးကိစ္စသင်တန်းကိစ္စတွေမှာလည်းအစီအစဉ်သစ်တွေပေါ်လာတဲ့ဒီလအတွင်းမှာဗုဒ္ဓဘုရားသမီးများအတွက်ကဂုံထူးစုထူးတွေလက်ခံရရှိတဲ့ဆရာသမားအကြီးအကဲတွေနဲ့ပတ်သက်ပြီးတော့ရင်လည်းအကူအညီကောင်းတွေထောက်ပံ့ကောင်းတွေမရည်ရွယ်ဘဲနဲ့မထင်မဖင်းနဲ့လည်းရရှိတဲ့ငွေရေးချင်းနဲ့ပတ်သက်ပြီးတော့ရင်ဗုဒ္ဓဘုရားသမီးများအတွက်ဒီလမှာတေချာပေါက်ဝင်မယ်ဆိုပြီးတော့ချိတ်ဆက်ထားတဲ့ငွေရေးချင်းတွေကအနာရောက်ခံဒီမှာတိတ်လွဲသွားတာချော်သွားတာမျိုးတွေဖြစ်တဲ့ငွေရေးချင်းနဲ့ပတ်သက်ပြီးတော့ရင်ဗုဒ္ဓဘုရားသမီးများအတွက်ဒီလမှာငွေနဲ့ကိုယ်နဲ့အစည်းမကတ်တာမျိုးတွေဖြစ်နေတဲ့ငွေရေးချင်းနဲ့ပတ်သက်ချိတ်ဆက်တဲ့လုပ်ငန်းတွေဆိုရင်တေချာချိတ်ဆက်ပြီးမှလုပ်တာကပို့ပြီးတော့အဆင်ပြေတယ်နော်ဒီလမှာဗုဒ္ဓဘုရားသမီးများအတွက်ငွေရေးကြီးတွေကငွေအားတွေနည်းနေတာငွေကညက်နေတာမျိုးတွေဖြစ်နေတတ်တယ်နော်အလုံးနဲ့ပတ်သက်ပြီးတော့လည်းဗုဒ္ဓဘုရားသမီးများအတွက်ဒီလအတွင်းမှာယာတုတိုးတာလစာတိုးတာမျိုးတွေပေါ်လာတတ်တဲ့နေရာအသစ်ဌာနအသစ်တွေကိုလည်းကောင်းသောယာတုတိုးလစာတိုးပြီးတော့ရောင်းရွှေ့ရတတ်တဲ့အဆင်ပြေအောင်မြင်မယ်နော်အခြေရေးမှာတော့ဒီလမှာစိတ်ချမ်းသာစရာများနဲ့ကြုံရတတ်တဲ့အိမ်အောင်ရေးမှာတော့သူများပြဿနာကိုပြဿနာဖြစ်တဲ့အတွက်အိမ်အောင်ရေးမှာစိတ်ကတိကောက်လေးတွေဖြစ်တဲ့ကျမ်းမာရေးအနေနဲ့လည်းတတိထားနော်လေတိုးတဲ့လေရောက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့ရရအနေနဲ့ကတော့မိမိရဲ့အိမ်ပြားမှာနို့တမင်းကလူပြားမှာဖြစ်ပါရဲ့ရှင်